ကျေးဇူးနင်ပြောတဲ့အစဉ်ပြေမဲ့နီလန်းဆိုတာဘာလဲအဲ့ကောင်ကိုရိုက်ချိုးပြီးခေါ်လာဖို့လား姐姐，你这是表示了嘛？我们老不啦？你们老啊，喏。ဟာနင်တို့ကလည်းအဲ့လိုလုပ်စီရလားငါအားလုံးစီစဉ်ပြီးပြီဘာစီစဉ်ထားလဲပြောကြည့်လေဩဆရာဟင်းတို့အောင်ဖုံးဆက်ပြီးပြီဆရာအားလုံးစီစဉ်ပေးလိုက်မယ်ဟာဆရာဟင်းထွန်းအောင်ဟုတ်လားဘာဆရာလဲဘီရင်နဲ့ရေရာမှာအရန်ကိုတော်ပြီးရှားပါတဲ့ဆရာတစုပေါ့ပြီးတော့ဓာတ်ရိုက်တဲ့ဆင်မှာအရန်တော်တာဟာမင်းကလည်းဟာဟုတ်မှလည်းလုပ်ပါဒီခေတ်မှာလူလိန်တွေဒီလောက်များနေတာဟုတ်မှဟုတ်ပါမလားဟာအမလေးအဲ့ဒါတော့မပူနဲ့ဆရာဟိန်းထိုးအောင်ကပညာလဲစွမ်းတယ်သစ္စာဂတိလဲတည်တယ်ပြီးတော့ကိုရေးကိုတာလဲထိမ့်သိမ့်ပေးတယ်အဲ့ကောင်မကြောက်ဘူးစနစ်စီပြန်လာသေးရမယ်你们好大，你们老板呢哈？နင်တော့မယုံရင်စောင့်ကြည့်နေလိုက်嗨，啊，猫。မရဲ့မောင်မကြီးဖားခဲ့ပါတယ်မောင်ခွင့်လို့ပါနော်နောက်တစ်ခါဒီလိုဖြစ်မျိုးလဲမောင်ဖြစ်စီရတော့ပါဘူးမဘေးနားနေလဲမောင်ဘဲမှမတော်တော့ပါဘူးမရဲ့ထားပါမောင်ရဲ့မအရင်ပြောတာပဲသိလားမောင်နဲ့မနဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုတွေဖန်တီးမယ်ဆိုတဲ့အိမ်မက်မပြည့်စည်တော့ဘူးပေါ့နော်မဖြစ်စီတော့ပါဘူးမရဲ့မဘေးနားနေလဲမောင်ဘဲမှမတော်တော့ပါဘူး